Hello ဒီဗီဒီယိုကလေဒါမမျိုးတို့ဒါခရီးထွက်တော့ငါပေါ့နော်ဒါမမျိုးတို့ဒီတောင်ပေါ့ပြောမဆိုမျိုးတို့လက်ရှိနေတဲ့နေရာတော့တောင်ပပတ်လေဝန်းရံတာနေရာပေါ့နော်ဒါကတော့ဒီတစ်ဖက်မှာတော့ဒါမျိုးတို့လှထွက်နေတဲ့ပုံပေါ့နော်လာပြင်းနေညမှာဒါလာတက်လာတဲ့ပုံပေါ့နော်ဒါမူမချုပ်ခင်အချိန်လေးပေါ့အချိန်အားဖြင့်9နာရီနဲ့6နာရီဝန်းကျင်ကြာမှာပါဒါလာထွက်လာတဲ့ပုံပါနောက်ဒီဘက်တစ်ချမ်းရဲ့တောင်ဘက်မှာဆိုလို့ရှိရင်ဒါနေဝင်တဲ့ပုံလေးပေါ့နော်ဟိုဘက်မှာဆိုလာထွက်တယ်ဒီဘက်ချမ်းမှာဆိုရင်ဒါနေဝင်စီးစာကိုမြင်တွေ့ရမှာဖြစ်ပါတယ်အရန်လှတဲ့နေဝင်ချိန်လေးရတယ်ဒီဘက်မှာကျတော့မူကရင်တွေရဲ့ထုံးစံအတိုင်းဘာတွေတွေ့ရများလဲဆိုတော့မျိုးတို့ဒီလာဘာချမ်းပေါ့နော်ဒီတစ်ဖက်တစ်ချက်မှာလာဘာချမ်းလေးရှိပါတယ်အဲ့တော့တခြားဒီရာဒီစာပင်လေးတွေလည်းရှိတယ်ပေါ့နော်အများဆုံးကတော့ဒီဘက်မှာကျတော့ဒီလဘပင်တွေကတော့များပါတယ်ဒီနေရာကတော့ဒါ view point လို့ခေါ်မလားမသိဘူးเนาะဒီနေရာဆိုရင်မျိုးလာတဲ့လူတော်တော်များများဓာတ်ပုံတွေပဲဆင်းရိုက်တဲ့နေရာပေါ့နော်သူကဒါမျိုးရောက်တဲ့ချိန်ကဒါနေဝင်တဲ့ချိန်ပေါ့နေဝင်စီးစားချိန်လေးပါအဲ့ဒီတောင်ရဲ့အထက်ဟိုဘက်မှာဒါနေဝင်တဲ့ပုံလေးပေါ့နော်ဒါကလည်းလှတယ်အဲ့ဒီတောင်ဆောင်ရဲ့နေရာမှာကျတော့ဘာတွေရှိလဲဆိုသူရင်းပင်တွေရှိတယ်ဒီယူရီးယားဂိုင်းဆက်ဒူရင်ဒီပင်လေးရှိပါတယ်ဒီမင်းချိန်လေးအရန်လှလို့မျှဝေပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်အမလေးတိမ်စည်းစာပေါ့နော်တိမ်ရောင်စုံလေးတွေပေါ့ပြောစနေပင်စည်းစာအချိန်မှာတိမ်လေးတွေလည်းအရန်လှတာပဲ